အမျိုးသမီးတဦးသည် plastic surgery မျက်နှာပြုပြင်ခွဲစိတ်မှုပြုလုပ်ခဲ့သည်သူမ၏နာမည်သူကိုပင်ဆာကူရာကိုမှအီအီသို့ပြောင်းတလဲခဲ့သည်သူမ၏ခင်ပွန်းဟောင်းလာရောက်လေရှိသောပန်းဆိုင်တွင်အလုပ်ဝင်ရန်ပြင်ဆင်နေခြင်းဖြစ်သည်သူမသည်ဤမျက်နှာတစ်ကိုအသုံးပြု၍ကလဲစားချေရန်ကြံစည်နေသည်သူမ၏လှပသောရုပ်ရည်ကြောင့်အလုပ်အလွယ်တကူရရှိခဲ့သည်တနေ့တွင်သူမ၏ခင်ပွန်းဟောင်းယိုရှိဟာရာသည်ပန်းဝယ်ရန်ဆိုင်သို့ရောက်လာသည့်ဤဒီမှာခွဲစိတ်မှုပြုလုပ်ပြီးနောက်အီအီကိုနှင့်သူ၏ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်သည်သူတို့နှစ်ဦးမှာအလွန်နီးကပ်စွာရှိနေတော်လဲယိုရှိဟာရာကတော့ရှေ့တွင်ရှိနေသူမှာသူ၏ဇနီးဟောင်းဖြစ်မှန်းမသိနိုင်ပေအီအီကိုဒီပန်းစည်းကိုဂယုတစိုက်ထုတ်ပိုးပေးပြီးအလဲတွင်ကလာပါပန်းတစ်ပွင့်ကိုတမင်တကာထည့်ပေးလိုက်သည်သူမကထိုပန်း၏အတိတ်ပဲကိုခင်ပွန်းဟောင်းအားပြုံးလျက်ရှင်းပြနေတော်လဲမြင်းပန်းတွင်အခြားသောလျှို့ဝှက်အတိတ်ပဲတစ်မျိုးရှိနေခဲ့ယိုရှိဟာရာအိမ်သို့အမြန်ပြန်ရောက်သောအခါကာရင်သည်ပန်းစည်းကိုမြင်ပြီးစိတ်လှုပ်ရှားစွာဖြင့်သူ့ကိုပွေ့ဖက်လိုက်သည်သူမ၏မျက်နှာမှာပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေသည်ဤမြင်ကွင်းသည်အီအီကိုအတွက်အလွန်ပင်ရင်းနှီးနေသည့်မြင်ကွင်းတစ်ခုဖြစ်သည်လွန်ခဲ့သော3နှစ်ကသူမကိုယ်တိုင်လည်းဤကဲ့သို့ပျော်ရွှင်မှုများဖြင့်အပွေ့ဖက်ခံခဲ့ရဘူးသည်ယခုမူသူမ၏နှလုံးသားထဲတွင်မုန်းတီးမှုများသာပြည့်နှက်နေတော့သည်သူမ၏အခန်းကျင်းလေးတွင်ရှိအဝတ်တန်းကိုဘေးသို့ရွှေ့လိုက်သောအခါနေရန်တစ်ခုလုံးတွင်ယိုရှိဟာရာဓာတ်ပုံများကတ်ထားသည်ကိုတွေ့ရမည်ဖြစ်သည်ဓာတ်ပုံတိုင်းမှာသူမကိုနာကျည်းမှုများဖြစ်ပေါ်စေသည့်အမတ်တရများပင်မှန်ပြောင်းမှတဆင့်ထိုအတွဲ၏ရင်းနှီးမှုကိုကြည်ရင်အတိတ်ကအဖြစ်ပြက်များကသူမ၏ခေါင်းထဲသို့အရှိန်ဟုန်ဖြင့်ပြန်လည်ဝင်ရောက်လာသည်ကာရင်မတမာသောအပြုံးကိုသူမတစ်သက်လုံးမေးနိုင်မည်မဟုတ်ပေယိုရှိဟာရာအိမ်သို့ယူဆောင်သွားသောကလန်ပါပန်းသည်ကာရင်အတွက်၆လန့်သောအိမ်မက်ဆိုးဖြစ်လာပါလိမ့်မည်ယိုရှိဟာရာသည်လုပ်ဖော်ကိုင်ဖက်တဦးနှင့်ညစာစားနေစဉ်အီအီကိုကအခွင့်အရေးယူကာတိုက်ဆိုင်သလိုဖန်တီးခဲ့သည်သူမသည်စားစရာတစ်ပကံကိုတမင်တကာယူလာပြီးသူမ၏တငယ်ချင်းလာမနိုင်တော့သဖြင့်ပိုနေခြင်းဖြစ်ကြောင်းသူတို့နှစ်ဦးကိုမြင်ဘူးသလိုရှိ၍လာပေးခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည်လုပ်ဖော်ကိုင်ဖက်ဖြစ်သူကအီအီကိုလှပသည်ကိုမြင်သောအခါအတူတူထိုင်ရန်ဖိတ်ခေါ်လိုက်သဖြင့်ယိုရှိဟာရာမှလည်းမငင်းတာခဲ့ပေညစာစားပြီးနောက်အီအီကိုသည်ယိုရှိဟာရာနှင့်အိမ်ပြန်လန်းအတူတူဖြစ်နေခဲ့သည်သူမသည်ယိုရှိဟာရာဝါသနာများကိုကောင်းကောင်းသိထားသဖြင့်ကောင်းကင်ရန်ရှိကျေတာယာများလှပကြောင်းတမင်တကာချီးမွမ်းပြောဆိုလိုက်သည်မြင်းကယိုရှိဟာရာစိတ်ဝင်စားမှုကိုချက်ချင်းရရှိသွားစေသည်အီအီကိုကသူမသည်နက်ခတ်ပေရအသင်းဝင်တဦးဖြစ်ခဲ့မှုကြောင်းပြောလိုက်သောအခါယိုရှိဟာရာကစိတ်အားထက်သန်စွာဖြင့်စကားဖောင်ဖွဲ့လေတော့သည်ဝါသနာတူတူနှင့်တွေ့ရသဖြင့်သူအလွန်ဝမ်းသာနေပုံရသည်အီအီကိုဒီလဲခိတ္တမြအတိတ်ကိုလွမ်းဆွတ်သွားမိသည့်အကြောင်းမှာဤအမျိုးသားသည်အမြဲတမ်းသဘောကောင်းပြီးကျင်နာတတ်သူဖြစ်သောကြောင့်ပင်သို့သောသူမ၏ရည်မှန်းချက်မှာကလဲစားချေရန်ဖြစ်သဖြင့်စိတ်ခံစားချက်နောက်သို့မပါသွားရန်ထိန်းချုပ်လိုက်သည်ယိုရှိဟာရာကသူမကိုသူသွားနေကြဘာတစ်ခုသို့ဖိတ်ခေါ်ခဲ့သည်ထိုဘာရှိဝန်ထမ်းသည်ယိုရှိဟာရာကယနေ့တွင်ဇနီးတွေကိုခေါ်မလာသည်ကိုမြင်သောအခါထူးဆန်းနေပြီးအီအီကိုအမူအရာကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်အီအီကိုကသူမ၏အစီအစဉ်အောင်မြင်နေပြီဟုထင်မှတ်ထားစဉ်မှာပင်ကာရင်ကရုတ်တရက်ရောက်ရှိလာသည်ကာရင်ကိုမြင်လိုက်ရသည့်ခဏ၌အီအီကိုမှအလွန်မင်းဖီအားကိုခံစားလိုက်ရပြီးနှလုံးသားထဲတွင်ထိုအမျိုးသမီးအပေါ်ကြောက်ရွံ့မှုများပြန်လည်ပေါ်ပေါက်လာသည်သူမသည်ထိုနေရာမှထွက်ပြေးခြင်းစိတ်ဖြင့်ရေချိုးခန်းထဲသို့အမြန်ပုန်းရှောင်လိုက်သည်ထိုသို့ကြောက်လန့်နေစဉ်သူမ၏စိတ်ထဲမှအတန်တစ်ခုကသတိပေးလိုက်သည်မကြောက်နဲ့နင်ကအရင်လိုအားနည်းတဲ့အီအီကိုမဟုတ်တော့ဘူးနင့်မှာလှပတဲ့မျက်နှာရှိတယ်သူတို့နင့်ကိုလုံးဝမမှတ်မိနိုင်ဘူးသူမချက်ချင်းပင်ယုံကြည်မှုများပြန်လည်ရရှိလာခဲ့သည်ရေချိုးခန်းထဲမှထွက်လာပြီးနောက်ကာရင်ကိုတည်ငြိမ်စွာနှုတ်ဆက်ကသူမ၏အလှပကိုချီးမွမ်းလိုက်သည်いつも藤村さんがお花を旦那さんにこんなに愛されてる奥様ってどんな方かなってずっと気になっててやっぱりとっても素敵な方でしたそんなကာရင်ဒီလည်းထို့သို့အချီးမွမ်းခံရသဖြင့်ပျော်ရွှင်သွားပြီးဤလှပသောအမျိုးသမီးပေါ်စိတ်ဝင်စားလာကဆက်သွယ်ရန်လိပ်စာကိုပင်တောင်းဆိုခဲ့သည်သို့တော်လည်းသူမထွက်ခွာခါနီးတွင်ဘာဝန်ထမ်းကီရီတာနီကသူမကိုတားဆီးလိုက်သည်သူကအီအီကိုမျက်နှာအမူအရာကိုကြည့်ပြီးကာရင်ကိုတကယ်ပင်မုန်းတီးနေသလားဟုမေးခွန်းထုတ်ခဲ့သည်သူမဟန်ဆောင်နေသည်ကိုသူရိပ်မိနေခြင်းဖြစ်သည်အီအီကိုမှအနှဲငယ်တုံ့လုပ်သွားပြီးသူအထင်မှားနေခြင်းဖြစ်ကြောင်းအမြန်ရှင်းပြခဲ့ရသည်ထိုဝန်ထမ်းသည်ဤမျှအထိအကဲခတ်တော်လိမ့်မည်ဟုသူမမထင်မှတ်ထားခဲ့ပေ